တခုခုကိုတကဘာလုံးတိုင်းတာနဲ့ရှင်းပြဖို့စူးစမ်းနေတော့သူဟာသွားကိုကြိတ်ပြီးပြိုင်ပွဲကိုဆက်လုပ်ပါလို့ပဲပြောနိုင်ခဲ့တယ်တယောက်ယောက်ကတော့စင်ကြေပေးဖို့စူးစမ်းနေတော့ပဲမဖြစ်နိုင်တာသူတရားဝင်သုံးတဲ့ကိရိယာကိုသုံးနေတာမဟုတ်ဘူးဒါအကျုံးမဝင်ဘူးတဲ့ရှင်တို့ပေးတဲ့အကအတုကြီးလေဒါတောင်မှဆရာမကြီးလင်းကိုပြိုင်ပွဲဝင်ဖို့တောင်းဆိုရဲသေးတယ်ပေါ့လေဆရာမကြီးလင်းကလက်ကိုမြောက်ပြီးအကိုစိုက်ချလိုက်ရင်တခွန်းပဲပြောခဲ့တယ်အနောက်တိုင်းဖြစ်အထည်တစ်ခုကငါရဲ့ရန်နံအကိုချိုးဖျက်ချင်နေပေါ့လေပြိုင်ဘက်ကတော့စွန့်သွားပြီးမဖြစ်နိုင်တာဒီအထည်ရဲ့ဖိအားတန်ခံနိုင်ရင်ညွှန်းကိန်းက၄ရရှိတာဘလို့လက်ချုပ်အမျိုးကမှဒါကိုမလုပ်နိုင်ဘူးတဲ့ခမ်းမထဲမှာရင်မောတန်တစ်ခုကြားလိုက်ရတယ်ဟာဟာဟာတယောက်ယောက်ကမှတ်မိသွားပြီလေရေပြင်ကိုလွှမ်းမိုးတဲ့ငကားပြန်ပဲသူရေပြင်ကိုလွှမ်းမိုးတဲ့ငကားပြန်နီးစနစ်ကိုသုံးနေတာနောက်တစ်ယောက်ကချက်ချင်းပဲပြင်ပေးလိုက်တဲ့ရေပြင်ကိုလွှမ်းမိုးတဲ့ငကားပြန်ဟုတ်လားမဟုတ်ဘူးဒါတင်မကသေးဘူးသူပဲဘက်လက်ကိုကြည့်လိုက်အောင်သူတို့အံ့ဩတုန်လှုပ်ပြီးအော်ဟစ်လိုက်ကြတယ်မျက်နှာပြင်နှစ်ဖက်လုံးမှာမတူညီတဲ့ပန်းထိုးနေပဲသူတပြိုင်နက်တည်းမှာကွဲပြားတဲ့ပကြီးကားနှစ်ချက်ကိုထိုးနေတာပဲဒါဘလို့လုပ်ဖြစ်နိုင်မှာလဲပိုးချီမြင်တွေရဲ့တုံခါတန်ကိုကြားလိုက်ရတယ်လို့တယောက်ယောက်ပြောလိုက်တာကိုလည်းကြားလိုက်ရတယ်သူ့လက်တွေငါသူ့လက်တွေကိုတော့မမြင်ရတော့ဘူးတစ်ဖက်အုပ်စုကတော့ထိတ်လန့်တုန်လှုပ်ကုန်ကြပြီးဒါလူသားတယောက်မဟုတ်ဘူးလူသားတယောက်ကဒါမျိုးကိုမလုပ်နိုင်ဘူးမစ္စတာရှန်ကျွန်တော်ကိုမထိပါနဲ့သူတို့အလောတကြီးအော်ဟစ်နေကြတယ်ကင်မရာစက္ကန့်ပိုင်းတွင်ပုံရိပ်အများကြီးရိုက်နိုင်တဲ့ကင်မရာကိုယူခဲ့စမ်းသူ့လက်တွေကိုငါမြင်ချင်တယ်ဒါပေမဲ့စီကံထိန်းသိမ်းရေးပညာရှင်ကပြောပြခဲ့တယ်မစ္စတာအကွက်ရေ800နဲ့ရိုက်တာတော့မှသူ့ရဲ့လှုပ်ရှားမှုအပြည့်အစုံကိုဖမ်းမမိနိုင်ဘူးသူ့လက်ချောင်းတွေရဲ့အမြန်နှုန်းကစက်ပစ္စည်းရဲ့ကန့်သက်ချက်ကိုကျော်လွန်နေပြီးဒါကယူပဗေဒသဘောတရားကိုစန့်ကျင်နေတာပဲဘလူသားလက်ကမှဒီနှုန်းကိုမမိနိုင်ဘူးဆရာကြီးအိုတယောက်ကစိတ်လှုပ်ရှားစွာနဲ့ပြောရှာတယ်လေဟာနယ်ထဲမှာပကြီးဆွဲတာပဲသူအောင်မြင်သွားပြီးတီထောင်သူရဲ့လှုပ်ဝက်နီးစနစ်ပဲငါအသက်80ရှိပြီးရှင်းအောင်စာအုပ်တွေထဲမှာပဲဒီစကလုံးလေးလုံးကိုမြင်ဖူးခဲ့တာရန်နယ်ရဲ့ပန်းထိုးပညာမပျက်စီးသေးဘူးတကယ်ကိုမပျက်စီးသေးပါဘူးဝေဖန်သူကစိတ်လှုပ်ရှားစွာနဲ့အော်ဟစ်လိုက်တယ်ဒါကမျက်နှာပြင်နှစ်ဖက်လုံးမှာမတူညီတဲ့ပန်းထိုးနီးစနစ်ပဲအရှိတ်ဘက်နဲ့အနောက်ဘက်မှာလုံးဝကိုကွဲပြားတဲ့ပုံရိပ်တွေရှိနေတာကျွန်တော်ဒီလောကထဲမှာအနှစ်40ရှိပြီးဒါမျိုးတစ်ခါမှမမြင်ဘူးအခမ်းအနားမှုကအားလုံးရဲ့ရှေ့မှာကြီးညာလိုက်တာကိုကြားလိုက်ရတယ်လူကြီးမင်းတို့ခင်ဗျာကျွန်တော်တို့တမိုင်းမှတ်တိုင်တစ်ခုကိုမျက်ဝါးထင်ထင်တွေ့မြင်နေရတာပါရာစုနှစ်တစ်ခုရဲ့လက်ရမွန်ကြီးပါပဲမိဘပြည်သူပြည်သက်အပေါင်းတို့ရှင်တို့ဟာလူသားတို့ရဲ့လက်မှုပညာအထွတ်ထိပ်ကိုမြင်တွေ့နေရတာဖြစ်ပါတယ်မစ္စတာရှန်ရဲ့အဖွဲ့အစည်းကတော့လုံးဝပျက်စီးသွားခဲ့ပြီးမစ္စတာရှန်ပြီးသွားပြီအားလုံးဆုံးရှုံးသွားပြီတန်း30လုံးဆုံးရှုံးသွားပြီကျမကောင်းကင်ကိုမောကြည့်ပြီးတိုးတိုးလေးရေရွတ်လိုက်တယ်ဆရာမကြီးမြင်လိုက်ရဲ့လားအဲဒီနောက်မှာတော့တကဘာလုံးကတည်သွားခဲ့ကြတယ်ကျမတို့နိုင်ငံတကာရွှေတစိမ့်ကိုစုကူးခဲ့တယ်ဆိုတာပြီးတော့တန်ရှင်းရေးသမားကနေဆရာမကြီးဖြစ်လာတဲ့သူမရဲ့ကုမ္ပဏီဟာလည်းအပြင်းထန်ကိုရေပန်းစားသွားခဲ့တယ်ဘီလီယံ100ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံတကာအဆင့်မြင့်စိန်ခံပစ္စည်းတွေနဲ့အတူချိုင်းနာမှာနောက်ဆုံးတော့ကိုပိုင်ဟမ်မဆိုတာရှိလာခဲ့ပြီကျမရဲ့လက်ထောက်ကိုမေးလိုက်တယ်မီလန်ကအော်ရာအတီးပြုတ်ပြီးပြီလားသူတို့ကိုပြောလိုက်ပါအချိန်စရာမပြောင်းလဲဘူးအရေးသွေးလည်းမကြဆင်းစေရဘူးလို့လက်ထောက်ကပြန်ဖြေတယ်အတီးပြုတ်ပြီးပါပြီမမတ်ဆူဘာလန်ချာကာစီကပူးပေါင်းဆောင်ရွက်ဖို့ကမ်းလှမ်းစာလည်းရောက်လာပါတယ်ရှင်ကျမကသူတို့ကိုအလှည့်ဆောင်ခိုင်းလိုက်အဲ့ဒါမတိုင်ခင်လက်မှုပညာဌာနကတောင်းသားတစ်တွေရဲ့တင်တန်းကိုအရင်ပြီးအောင်လုပ်ရမယ်လို့ပြောပြီးသူတို့ကိုထိုင်ခိုင်းလိုက်တယ်ကျမပြဿနာကိုထောက်ပြလိုက်တယ်အဲ့ဒီအချက်ကမြန်မြန်ဆန်ဆန်ပိတ်သွားတယ်နင်တို့သွေးခုံတုံးကိုမမြင့်တင်လိုက်ဘူးဆရာမကြီးလင်းပြောခဲ့တာကိုမှတ်ထားစမ်းပထမဆုံးလှုပ်ဝက်ချက်ကပုံတံကိုတည်ငြိမ်စေဖို့တင်မဟုတ်ဘူးအသက်ရှူနှုံးကိုမြင့်တင်ဖို့အတွက်ပဲလက်ထောက်ကလက်ရာတွေကိုယူလာပေးတယ်မမတ်ဆူတတိယအတုပ်ចောင်းသားတွေရဲ့နောက်ဆုံးလက်ရာတွေရပါပြီကြည့်ပါဦးအဲ့ဒီလက်ရာတွေကိုမြင်လိုက်ရတဲ့အခါကျမရင်ထဲမှာလှိုက်ခနဲဖြစ်သွားခဲ့တယ်သူတို့တွေကတနေ့ထက်တနေ့ပိုတူလာကြပြီးကျမတို့ဆရာမကြီးလင်းရဲ့စိတ်ဝိညာဉ်ကိုထိမ့်သိမ့်နိုင်ခဲ့ပြီပဲအားလုံးကိုပြောလိုက်ပါဒီလမ်းစဉ်အတိုင်းပဲဆက်သွားကြဖို့ခြံထဲမှာတယောက်ယောက်အော်ဟစ်နေတာကိုကြားလိုက်ရတယ်ဟေ့ကောင်လေးရန်အရှုံးပေးလိုက်တော့ရန်ကပြန်ပုံကန်နဲ့နေဦးအဲ့ဒီရွှေကွက်ကမတရားဘူးအဖိုးကစောစောကကျွန်တော်ရဲ့အမြောက်ကိုခိုးရွှေ့ထားတာလေအဖိုးကြီးကချက်ချင်းပဲထားခုံတော့တာပဲတော်ဆန်းပါငါဘယ်တော့မှရွှေ့လို့လဲနေကညံ့ပြီးကစားတာအခုတော့ငါ့ကိုလာလွှဲချနေတယ်ချမ်းကစုဝေးခုံကိုထောက်ပြရင်းကြည့်အောင်ကျွန်တော်အမြောက်ကဒီမှာရှိနေတာထင်ရှားနေတာပဲကိုလို့ပြောတယ်အဖိုးကြီးကစိတ်ဆိုးသွားပြီးနင်းနဲ့ဆက်မကစားတော့ဘူးလိန်လေတဲ့ဘရင်ကြီးလို့ပြောတယ်သူတို့ညင်းခုန်နေကြတာကိုကြည့်ပြီးကျမမပြောဘဲမနေနိုင်တော့ဘူးအိုဗျာအသက်60ကျော်နေပြီဖြစ်တဲ့အဖိုးကြီးကစစ်တူရင်ရုပ်တရုပ်အတွက်နဲ့ကျမယောက်ျားကိုရန်ဖြစ်နေတယ်မရှက်ဘူးလားအဖိုးကြီးကဆက်ပြီးကန့်ကွက်နေတော့ပဲသူကအရင်စားတာနင်သူ့ဘက်ကမလိုက်နဲ့သူကအငြင်းတဲ့အယုတ်တွေကိုခိုးတာကျမသူတို့ကိုချက်ချင်းဖြစ်ပြောလိုက်တယ်တိတ်ဆန်းစစ်တူရင်ဆက်ကစားကြနည်းနည်းလောက်အလျှော့ပေးလိုက်မြင်းမလေးကကျမဘေးမှာလှဲလျောင်းရေးမေးတယ်အဖွာဒီဖိနှိငက်ကဘလို့ပြန်လာလဲသူပြန်နိုင်လို့လားကျမကပြန်နိုင်တာပေါ့လို့ပြောလိုက်တယ်မြင်းမလေးကစမေးပြန်နေပြီးတော့သူဘလို့ပြန်လာလဲအဖွာသမီးကိုတင်ပေးပါဦးတင်ပေးပါကျမအန်နဲ့ချီကိုယူလိုက်ပြီးတေချာကြည့်ထားဒီလိုမျိုးပြန်လာလို့ပြောလိုက်တယ်မြင်းမလေးကကျမကိုမေးတယ်အဖွာသမီးဆွဲတဲ့ပုံနဲ့တူရဲ့လားကျမပြုံးပြီးတူပါတယ်အဖွာငငယ်တုန်းကဆွဲခဲ့တာထက်တောင်ပိုကောင်းသေးတယ်လို့ပြောလိုက်မိတယ်နောက်ဆုံးတော့ကျမရဲ့ဆရာမကြီးရဲ့စိတ်ဝိညာဉ်ဟာပျက်စီးမသွားခဲ့ဘူးဆိုတာ